ခန္ဓာကိုယ်ရဲ့နာကျင်မှုဆိုတာ၃မျိုးရှိတယ်တဲ့နံပါတ်၁နာတာကဘာလဲဆိုတော့ဇရာတုရာအသက်ကြီးလာလို့အိုးလာလို့နားလာတဲ့သဘောဒါဘယ်သူမှမရှောင်နိုင်ဘူးနော်အသက်ကြီးလာရင်နာကိုနာရမယ်အိုးလာလို့အသက်ကြီးလာလို့ကိုနာရတာအသုံးများတယ်အသုံးကြာလာတဲ့စက်တလုံးဟာဒါချုံရင်းချက်များတယ်ဆိုတာဒါသဘာဝပဲဟုတ်လားအဲ့လိုပဲလူဘဝမှာနေလာတဲ့တက်တန်းတွေနှစ်ထန်းတွေကြားလာတာများလာတာနဲ့အမျှခန္ဓာကိုယ်ကြီးဟာဘာဖြစ်မှာတော့နာမှာပဲချုံရင်းချက်တွေများပြီးတော့ဟိုနာကနာဒီနာကနာခုဦးဇင်းတို့ဆိုရင်အသက်40ကျော်ပဲရှိသေးတယ်ဒါပေမဲ့ကြုံကြုံထိုင်ရင်တဲ့မထိုင်နိုင်တော့တဲ့ထိုင်ဖို့မလွယ်တော့ဘယ်နာကဘလို့ဖြစ်နေတယ်တော့မသိဘူးထိုင်လို့မရတာတော့အမှန်ပဲဒါလူတိုင်းမှာအခက်အခဲရှိမှာပါဒါဟာသဘာဝပဲလို့နားလည်ပြီးတော့လက်ခံနိုင်ဖို့လိုတယ်ပေါ့ဟုတ်လားအေးဒါကြောင့်ခန္ဓာကိုယ်ဟာနံပါတ်1စရာတုရတက်ကြီးလာလို့ရှိရင်အိုလို့ကိုနားလာမှာဒါရှောင်လို့မရဘူးနောက်ဒုတိယနာတာကဘာလဲဆိုတော့ယောဂဝေဒနာဆွဲကပ်လာလို့နာရတယ်ဆိုတဲ့သဘောရောဂါတုရတချို့ကြတော့ရှေးအတိတ်ကအကြောင်းမလှလို့ငယ်ငယ်ရွယ်နဲ့ယောဂဆွဲရတာမရှိဘူးလားရှင်နော်အဲ့ဒါလိုယောဂဖြစ်ပြီဆိုလို့ရှိရင်လည်းပဲအသက်မကြီးသေးပေမဲ့လို့မအိုသေးပေမဲ့လို့နာလာကြီးဆိုပြီးတော့ညင်းယူအော်ဟစ်နေရတဲ့လူတွေမရှိဘူးလားရှိတယ်အဲ့ဒါလိုယောဂကြောင့်နာရတယ်ဆိုတာလည်းပဲဒါလူတိုင်းကင်းနိုင်မယ်မထင်ပါဘူးတစ်ချိန်မဟုတ်တစ်ချိန်တွေ့လဲတွေ့ကြဘူးပြီတွေ့လဲတွေ့ကြအောင်မှာပါဟုတ်လားဒါယောဂကြောင့်နာတဲ့သဘောဒါဘဝရဲ့သစ္စာတရားတွေအမှန်တရားတွေရင်ဆိုင်နိုင်အောင်ကြိုးစားဖို့လက်ခံနိုင်အောင်ကြိုးစားဖို့စိတ်ထဲမှာစဉ်းစားထားဖို့တော့လိုမှာပေါ့နော်အေးနောက်ဦးဇင်းတို့တတိယမြောက်နာခြင်းကဘာလဲဆိုတော့ကိလေသာတူတာလောဘဒေါသမောဟကိလေသာတရားတို့ကြောင့်ဒီခန္ဓာကိုယ်ကြီးနာရတယ်ဒါကတော့အလွန်နူးညံ့သိမ်မွေ့တဲ့နာခြင်းလို့ဆိုရမယ်ပေါ့နော်အိုလို့နာတာကိုလူတွေနားလေလွယ်တယ်လက်လဲခံတယ်ယောဂဖြစ်လို့နာတယ်ဒါလည်းနားလည်ဖို့လွယ်ကူတယ်လက်ခံဖို့လည်းလွယ်ကူတယ်လောဘဒေါသမောဟဖြစ်ရတာနာတယ်ဆိုတာကိုကြတော့တော်ယုံတန်ယုံတတိတော်ယုံတန်ယုံအတိနဲ့နားလည်ဖို့မလွယ်ဘူးပေါ့ဟုတ်လားတကယ်တမ်းကတော့လောဘဒေါသမောဟဖြစ်ရတာလည်းပဲနာတာပါပဲစိတ်ထဲမှာအရင်နာပြီးတော့စိတ်ရဲ့မိဟာရုပ်ကိုပါထိခိုက်သွားစေတာရှိတယ်ဒါကတော့အလွန်နူးညံ့စွာခန္ဓာကိုယ်ကိုရိုက်ခတ်မှုရှိတယ်ဆိုတာကတော့အထူးသဖြင့်ဒေါသကိလေသာဖြစ်နေတဲ့အခါမှာပို့ပြီးတော့သိတာမယ်ဒေါသဖြစ်လာပြီဆိုလို့ရှိရင်တကယ်ဒေါသအားကြီးလာပြီဆိုရင်ခန္ဓာကိုယ်တစ်ခုလုံးကိုပူးထူပြီးတော့တခါတည်းဘာတွေပြောမိလို့ပြောမိမှမသိဘာတွေလုပ်မိလို့လုပ်မိမှမသိအမူအရာတွေပြက်ပြီးတော့အကြီးအကျယ်တုန်လှုပ်ခြောက်ခြားနေတာမျိုးမရှိဘူးလားရှိတယ်နော်ဒါကြောင့်နံပါတ်3နာကျင်ခြင်းကကိလေသာတူတာကိလေသာတို့ကြောင့်နာရအဲ့ဒါမြတ်စွာဘုရားကဒီခန္ဓာကိုယ်ဆိုတာအဲ့ဒါလိုနာကျင်ခြင်းအမျိုးမျိုးတို့ဖြင့်နှိမ့်ဆက်ခြင်းကိုခံရတဲ့သဘောရှိတယ်နော်